နန်းတော်ရဲ့အနက်ရှိုင်းဆုံးအုတ်တန်းတွေချားမှာမင်းရဲ့တာမန်ဘဝဟာဒီနေ့မှတွင်အဆုံးသတ်သွားပြီမင်းဟာရဲ့ဟီနာလာဆူရှီတရုတ်ပြည်ရဲ့ထောင်ပေါင်းများစွာသောကိုလုတ်တော်တွေထဲကအစ်စ်အနှိမ့်ဆုံးလန်ကွေရန်အဖြစ်ရွေးချယ်ခံလိုက်ရတာရွှေရောင်ဝတ်ယုံတွေနဲ့ခမ်းနားတဲ့နန်းဆောင်တွေဟာမင်းရဲ့အတွက်တော့အောင်ပွဲမဟုတ်ဘူးဒါဟာအသက်လူပွဲစတင်ခြင်းပဲပထမဆုံးအီဂရစ်ရှမ်းဖုန်းနဲ့အိတ်ဆောင်ဝင်ခွင့်ရတဲ့ညဟာမင်းရဲ့အတွက်တော့ထာဝရမိလို့မရနိုင်တဲ့အရှက်ရမှုပဲမင်းဟာရိုးသားလွန်းခဲ့တယ်ကြောက်ရွံ့တုန်ရီနေခဲ့တယ်မင်းရဲ့နှုတ်နေတဲ့အပြုတ်အမူတွေကြောင့်အီဂရစ်ဟာစိတ်ပြတ်သွားပြီးမင်းကိုအိယာဘောကနေတွန်းချကအခန်းပြင်ကိုမောင်းထုတ်ခဲ့တယ်ဒီလိုအရသာမရှိတဲ့မိန်းမကိုငါရှိနောက်တစ်ခါမလာစေနဲ့ဆိုတဲ့အီဂရစ်ရဲ့စကားလုံးတွေကမင်းရဲ့နှလုံးသားကိုဓာတ်နဲ့မှွေးလိုက်တယ်လို့ပဲအဆောင်ပြေမှာဒူးထောက်နေရတဲ့မင်းကိုတခြားကိုလို့တော်တွေကလှောင်ရည်ပြီးကြော်သွားကြတဲ့အချိန်မှာမင်းရဲ့မျက်ရည်တွေဟာအီးစတဲ့ကြောက်ခဲတွေအဖြစ်ပြောင်းလဲသွားပြီမင်းဟာအရှုံးမပေးဘူးမင်းဟာနန်းတွင်းထဲကနေလှိဝက်ထွက်ပြီးနာမည်ကျော်ဆောင်ကြမိုင်ကဝါရဲ့မိမပြတ်တူးစီမှာအကူညီတောင်းခဲ့တယ်။ယောက်ျားတစ်ယောက်ကိုယူတွတ်သွားအောင်ဘလို့လုပ်ရမလဲဆိုတဲ့အတတ်ပညာကိုမင်းသွေးအေးအေးနဲ့သင်ယူခဲ့တယ်။အကြည့်တစ်ချက်နဲ့ဘလို့မျောလင့်ချက်ပေးရမလဲ။လက်ချောင်းလေးတစ်ချောင်းနဲ့ဘလို့မီးမွှေးရမလဲ။ခန္ဓာကိုယ်ရဲ့အကွေးအဆန်တိုင်းမှာရမတ်တွေကိုဘလို့ထည့်သွင်းရမလဲဆိုတာမင်းကျွမ်းကျင်သွားခဲ့တယ်။မင်းဟာအချစ်ကိုတင်တာမဟုတ်ဘူး။အာနာကိုသိမ့်ပိုက်ဖို့ဖျားရောက်မှုကိုလက်နဲ့တစ်ခုလို့တွေးနေတာ။နန်းတော်ကိုပြန်ရောက်လာတဲ့အခါမင်းမအဖော်ဆိုလို့မင်းတိတ်ချရတဲ့ခွေးဖြူလေးတစ်ကောင်ပဲရှိတယ်။ဒါပေမဲ့မနာလိုစိတ်နဲ့တောက်လောင်နေတဲ့တခြားမိဖုရားတွေကမင်းကိုတတိပေးချက်တစ်ခုပေးလိုက်တယ်။တနေ့မှမင်းအဆောင်ကိုပြန်လာတဲ့အခါမင်းရဲ့ခွေးလေးဟာသွေးအိုင်ထဲမှာအပိုင်းပိုင်းပြတ်နေတာကိုတွေ့လိုက်ရတယ်။ဒါဟာမင်းကိုတတ်မယ်လို့ချိန်ချောက်လိုက်တာပဲ။မင်းမငုံခဲ့ဘူး။မင်းရဲ့လက်ကတုံရီနေပေမဲ့မင်းရဲ့မျက်လုံးတွေကတော့ကြောက်ခဲလို့မကြောသွားပြီ။ငါခွေးလေးခံစားခဲ့ရတဲ့နာကျင်မှုထက်အစပေါင်းများစွာမင်းတို့ကငါပြန်ပေးမယ်လို့မင်းတူတူလေးကျိန်ဆိုလိုက်တယ်မင်းရဲ့ဒုတိယအကြိမ်မြောက်အေဂရီနဲ့တွေ့ဆုံမှုကတော့အစီအစဉ်တကြပဲအေဂရီဖြတ်သွားမဲ့ဥယျာဉ်ထဲမှာမင်းဟာဝစ်လစ်စလီနီးပါဖြစ်နေတဲ့ပူတာဝိယုံပါလီကိုစင်မြန်းပြီးစောင့်ကြမြန်ကတင်လာတဲ့အကနဲ့ဖျားယောင်းခဲ့တယ်အေဂရီဟာမင်းရဲ့ခြေပွားအောက်မှာဒူးထောက်သွားခဲ့ရတယ်အဲ့ဒီညမှာမင်းဟာအေဂရီကိုအိယာပေါ်မှာနေမဟုတ်ပဲစိတ်အာယုံထဲမှာပါတင်ပိုက်လိုက်တယ်မင်းဟာအေဂရီရဲ့နားတွေကိုအစိတ်ထပ်ပြင်းတဲ့စကလုံးတွေထိပ်ပေးခဲ့တယ်ကျွန်တော်မျိုးမကိုပဲယုံကြည်ပါလို့ချို့သားစွာပြောရင်အေဂရီရဲ့အာနာကိုမင်းရဲ့လက်ထဲကိုတဆဆချင်းကပ်ခဲ့တယ်။မွေးဖွားခြင်းညမှာမင်းဟာသားတော်လေးတစ်ပါးကိုအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တယ်။ထိုခဏမှာတင်မင်းဟာတာမန်ကိုလှုပ်တော်ဘဝကနေအေဂရီရဲ့သားတော်ရင်းကိုပိုင်ဆိုင်ထားတဲ့အရှင်သခင်မအဆင့်ကိုခုန်တက်သွားခဲ့တယ်။မင်းရဲ့သားတော်လေးကိုရင်ခွင်နဲ့ပိုက်ထားရင်မင်းရဲ့မျက်လုံးတွေကအေးဆက်ဆက်တောက်ပနေတယ်။ဒီကလေးဟာငါရဲ့ရုပ်စီရုပ်ပဲလို့မင်းတွေးလိုက်တယ်။အာနာဆလာတဲ့နေ့မှာမင်းရဲ့ပထမဆုံးလက်စားချေမှုကစတင်ပြီမင်းရဲ့ခွေလေးကိုတတ်ခဲ့တဲ့မိဖုရားတွေကိုမင်းကအဆောင်ရှိမှဒူးထောက်ခိုင်းထားတယ်သူတို့ရဲ့ကြောက်ရွံ့နေတဲ့မျက်နှာတွေကိုကြည့်ရင်မင်းကအေးဆက်ဆက်ပြုံးလိုက်တယ်ရေထွေးထဲမှာအေးစီအနားယူကြပါတော့လို့မင်းပြောလိုက်တဲ့အခါစစ်တီတွေကသူတို့ကိုဆွဲခေါ်သွားပြီးနန်းတွင်းကရေထွေးဟောင်းတွေကိုအရှင်လက်လက်ပစ်ချလိုက်ကြတယ်ရေထွေးတွေကတက်လာတဲ့အော်ဟစ်တန်တွေဟာမင်းအတွက်တော့အသားရဆုံးဂီတတစ်ခုပဲမင်းရဲ့အာနာကိုပုံမခိုင်မာစေဖို့အတွက်အေဂရီရဲ့အနီးကပ်ဆုံးသူဖြစ်တဲ့မင်းသားကြီးဘရင်ညီတော်နဲ့လျှို့ဝှက်ဆက်ဆံရေးတစ်ခုကိုမင်းစတင်တည်ဆောက်လိုက်တယ်။မင်းဟာအေဂရီရဲ့ကိုလို့တော်ဖြစ်ပြီးမဲ့မင်းသားကြီးရဲ့အိတ်ဆောင်တဲကိုအမှောင်ထုကိုအကာအကွယ်ယူပြီးခဏရောက်သွားခဲ့တယ်။မင်းရဲ့ခန္ဓာကိုယ်နဲ့ဖျားယောင်းမှုတွေကြားမှာမင်းသားကြီးဟာမင်းရဲ့ရုပ်သေးရုပ်ဖြစ်သွားခဲ့ရတယ်။ရှင်ဟာတကယ်စစ်သူရဲကောင်းပဲ။အခုတိုင်းပြည်နေဆက်မှာရန်သူတွေကျူးကျော်နေပြီ။ရှင်ကိုယ်တိုင်စစ်မြေပြင်ကိုတွားပြီးအောင်ပွဲခံမှသာကျမတို့အနာဂတ်ကစိတ်ချရမှာလို့မင်းကသူ့ကိုစစ်မြေပြင်စီမောင်းထုတ်လိုက်တယ်။သူစစ်တိုင်နေချိန်မှာမင်းကနန်းတော်တွေကအာနာအားလုံးကိုမင်းလက်ထဲစုစည်းဖို့အကွက်ချလိုက်တယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှအေဂရစ်ရှမ်းဖုံးရဲ့ကျမ်းမာရေးဟာလည်းတနည်းထက်တနည်းဆိုးရွားလာတယ်။မင်းဟာအေဂရစ်ရဲ့အိတ်ဆောင်ဘေးမှာထိုင်နေရင်သူ့နောက်ဆုံးထွက်သက်ကိုစောင့်ဆိုင်နေခဲ့တယ်။အေဂရစ်တိတ်ဆုံးသွားတဲ့နေ့မှာမင်းရဲ့မျက်နှာမှာဝမ်းနည်းရိပ်မရှိဘူး။မင်းမြင်နေရတာကမင်းရဲ့သားတော်လေးကိုထီးနှမ်းပေါ်တင်ပြီးလိုက်ကနောက်ွယ်ကနေမင်းအုပ်ချုပ်ရမယ့်နေ့ရက်တွေကိုပဲနောက်ဆုံးအတားအဆီးကတော့မိဖုရားကောင်ကြီးစီအန်ပဲတူမဟာမင်းရဲ့အာဏာကိုချင်းချောင်နေသူမင်းဟာတူမနဲ့ညီအမလိုရင်းနှီးအောင်ဟန်ဆောင်ခဲ့တယ်တနေ့မှာတော့တူမအတွက်အားဖြည့်စေးဆိုပြီးမင်းကိုယ်တိုင်ဖော်ဆက်ထားတဲ့စီးခွက်ကိုယူဆောင်လာခဲ့တယ်အဲ့ဒီစီးခွက်ထဲမှာတော့အနက်မရှိအရသာမရှိတဲ့အစိတ်တွေပါဝင်နေတယ်မိဖုရားကောင်ကြီးဟာမင်းကိုယုံကြည်စွာနဲ့စီးကိုတောက်လိုက်တယ်ခဏအကြာမှာပဲတူမဟာတွေးအံပြီးလဲကျသွားတဲ့အခါမင်းကတူမရဲ့ဖီမှာထိုင်ရင်အေးစီပဲမျက်ရည်တုပ်ပြီးနေခဲ့တယ်အမတော်ရှင်ကတိတ်ပြီးရိုးတာလုံးနေဒီနန်းတော်ထဲမှာရိုးသားတဲ့သူတွေကကြာချာမရှင်တန်နိုင်ဘူးလို့ပြောလိုက်တဲ့မင်းရဲ့အပြုံးကတီမင်းရဲ့အပြုံးပဲအခုဆိုရင်မင်းဟာလိုက်ကနောက်ွယ်ကနေတရုတ်ပြည်ကြီးတစ်ခုလုံးကိုကြိုးကင်နေတဲ့ဆူရှီမဲတော်ကြီးဖြစ်လာပြီမင်းရဲ့ခြေဖွားအောင်မှာအမတ်ပေါင်းထောင်တောင်းချီပြီးဒူးထောင်နေကြတယ်
မင်းဟာအောက်ခြေဘဝကနေသွေးချောင်းစီးတဲ့လမ်းကိုဖြတ်ပြီးအမြင့်ဆုံးကိုရောက်လာခဲ့တာမင်းမှာအရာရာရှိတယ်ဒါပေမဲ့မင်းရဲ့နှလုံးသားကတော့ကြောက်ခဲလို့အေးစက်နေပြီစနစ်ကမင်းကိုဘယ်တော့မှထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးမင်းဟာတီးဆုံးတဲ့အထိဒီရွှေရောင်လှောင်အိမ်ကြီးထဲမှာအာနာကိုဖတ်တွေ့ပြီးနှီးသွားရမယ်မင်းရဲ့ဘဝဟာအောင်ပွဲတစ်ခုဖြစ်တယ်လို့ထာဝရကျင့်စာတစ်ခုလည်းဖြစ်နေတော့မယ်မင်းရဲ့နာမည်ကိုတမိုင်းကဘလူပဲရေးသားပါစေမင်းကတော့ပြုံးနေမှာပါဘာလို့လဲဆိုတော့မင်းဟာကမ္ဘာအကြီးဆုံးအင်ပါယာကြီးကိုမင်းရဲ့လက်ချုံးလေးတွေနဲ့ကစားခဲ့သူဖြစ်နေလို့ပဲ ယခုလိုတင်ဆက်မှုတွေကိုသဘောကျတယ်ဆိုရင်အသေးပေး follow နှိပ်ပြီး YouTube မှာလည်းတွားရောက်အားပေးလို့ရပါတယ်